ဘလုံးမကန်တော့ဘူးကွာမိသားစုကိုပဲရှာကျွေးတော့မယ်အဲ့ဒါဘာသူပြောလဲတည်တာသူကတော့အသက်73နှစ်တုန်းကသူဖခင်ကွယ်လွန်သွားတယ်ပြီးရင်သူလည်းအလုတ်ကျန်းနေပုံမှန်လုပ်ခဲ့ရတယ်အုတ်တဲ့အလုတ်လုပ်ရတယ်အမိုက်သေးအလုတ်တွေလုပ်ရတယ်ပြီးရင်လည်းဘယံအလုတ်လည်းအလုတ်ကျန်းအကုန်လုံးဝင်လုပ်တယ်မိသားစုအတွက်အသက်73နှစ်ကတည်းကမိသားစုတော်ဝင်မှာသူ့ပခုံးပေါ်ကြာလာတယ်ကစားသမားတယောက်ကျွန်တော်ဘလုံးမကန်တော့ဘူးဗျာကျွန်တော်အလုပ်လုပ်ပြီးပတ်စံရှာပြီးမိသားစုကိုရှာကျွေးပါမယ်ဆိုတော့ဘလုံးကိုဆွလို့ဖို့အထိစိတ်အားငယ်ဖြစ်နေတဲ့တိုက်ဆိုင်မှုတယောက်ရှိတယ်ဗျာဒါပေမဲ့သူ့မိကစူးစမ်းပါမိမှပရမီရှိတယ်ဆိုတော့အားပေးချက်တစ်ခုကြောင့်ဆက်လက်စူးစမ်းလိုက်တာအခုမှတရားကိုအခုပရမ်ဖို့တိုက်ဆိုင်မှုမှာတရားကိုခုဘရာဇီးလည်းရစင်တဲ့2026ကဘာဖလားလဲပါဝင်တဲ့တိုက်စစ်မှုသူနာမည်နောက်ဆုံးမှနေပြကြီးအစလောတီယာအော်ပဲသူမိသားစုတွေတော့အကုန်ပြောတယ်ဘတော်မှအရှုံးမပေးပါနဲ့တနေ့ဖြစ်လာမှာပါမင်းရဲ့အိမ်ငယ်တွေ73နှစ်ကလေးကအခက်ခဲကြမှာတက်လာတဲ့လူတန်းတယောက်အခုတော့ကဘာပေါ်မှာကောင်းဆုံးဘလုံးပွဲတစ်ပွဲကိုတက်လာနိုင်သွားပြီညာဒါတော့တရားကိုရဲ့အခက်ခဲကြမှာစူးစမ်းမှုတွေပြီးကျွန်တော်တို့အတူယူရမယ့်အရာတွေသူကဖော်ပြပေးလိုက်တာပေါ့ဗျာဒါပဲသူဗီဒီယိုသူကိုသွင်းဆွေးရည်လေးကြီးကြီးကြပေါ့